လှပတဲ့နေလေးတစ်နေ့မှာကံပေါင် view လေးကြည့်ရင်နဲ့ traumatic evolution ဟုတ်ပါဘူး prismatic evolution လေးဖောက်ပါမယ်ဒီ box လေးက prismatic evolution elite trainer box ပါသူ့မှာပါလေးပါလဲဆိုတော့တေချာလေးပြပေးမယ်နော်Prismatic evolution မှာ hiccup လေးတွေတော်တော်များများပေါ့နော်အမရမ်းကြိုက်တယ်ဥမာလေးဒီလိုမျိုး player guide ဆွဲစာအုပ်လေးပါတယ်ဒီစာအုပ်လေးက player guide တွေမဟုတ်ဘူးဒီထဲမှာပါတဲ့ကတ်လေးတွေအကုန်လုံးနဲ့ကြည့်လို့ရတာဆိုလေကိုမရတဲ့ကတ်လေးပါလဲတည်ရကြလို့ရအောင်အမတို့ဒီစာအုပ်လေးကိုအရမ်းသဘောကျရပေါ့နော်အရမ်းချစ်စရာကောင်းတဲ့ EV လေးတွေပေါ့ပြီးတော့ဒီ elite trainer box ထဲမှာဗာလေးတွေပါသေးလဲဆိုတော့ဒီလိုမျိုးအကျွေးစီးပြလေးတွေပါတယ်ပြီးတော့အန်စာလုံးလေးတွေပါတယ်ပေါ့နော်အဓိကတော့သူကဆော့ဖို့အတွက်ဆိုလေပြီးတော့လေသူမှာကမိုကက်လေးပါတယ်ပေါ့နော် promo card လေးက EV လေးကို Pikachu လေးလည်းပါတာဆိုအရင် cute ဖြစ်တယ်အမအရင်လိုချင်တယ်ဝယ်မှာဒီကက်လေးပါမှာဆိုအရင်ကြီးကတော့ကြီးပြီးတော့ဒီလိုမျိုး sleeve လေးတွေပေါ့နော်ဒီ EV ပုံနဲ့ sleeve လေးတွေအများကြီးပါဆိုအရင်မိုက်တယ်ပြီးတော့ energy အထုတ်လိုက်ကြည့်ပါတယ်ပေါ့နော်